အားလုံးပဲမင်္ဂလာပါဗျအဲ့တော့ကျွန်တော်ရှေ့ရဗီဒီယိုလေးမှာဆိုရင်website တစ်ခုက server နဲ့ client နဲ့ဘယ်လိုနီလန်းနေနဲ့ချိတ်ဆက်ကြလဲဘယ်လိုအလုပ်လုပ်ကြလဲဆိုရဲ flow လေးကိုကျွန်တော်ဒီစာတွဲအနေနဲ့ပြပြခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီ HTTP နဲ့ HTTPS အကြောင်းရယ်နောက်တစ်ခုက DNS အကြောင်းရယ်ကိုကျွန်တော်ပြပြခဲ့ပြီးဖြစ်ပါတယ်အခုဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီ Editor ကိုသုံးပြီးတော့ကျွန်တော်တို့က web application နဲ့ကျွန်တော်တို့ရဲ့ဒီ device တွေနဲ့ဘယ်လိုမျိုးချိတ်ဆက်လဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုအသေးစိတ်ရှင်းပြပေးမှာပဲဖြစ်ပါတယ် Okay ဟုတ်ပြီတော့ဒီမှာအပိုင်းတစ်ပိုင်းပြပြပေးမယ်ပထမတစ်ပိုင်းကတော့ဒါကျွန်တော်တို့ရဲ့ device လို့သဘောထားလိုက်ပါဒါလေးကိုဒါလေးကျွန်တော်တို့ရဲ့ PC ပေါ့ကျွန်တော်တို့ရဲ့ဒီ personal computer ဆိုပြီးတော့သဘောထားလိုက်ဟုတ်ပြီအဲ့ PC မှာကျွန်တော်တို့က website တွေကိုဝင်တဲ့အခါမှာ browser တစ်ခုသုံးမယ်ဥပမာ Sage ကြောင့်ပြီး Chrome ကိုကျွန်တော်တို့သုံးမယ်ဟုတ်ပြီကျွန်တော်တို့ကဒါ website ထဲမှာပေါ့နော် website ကိုတခုဝင်ကြည့်တဲ့အခါမှာ browser ထဲမှာကျွန်တော်တို့က URL bar မှာဥပမာ www.google.com ဆိုပြီးတော့ရိုက်ထည့်လိုက်တယ်ပေါ့အမှန်တကယ်နောက်ွယ်မှာဘယ်လိုမျိုးအလုပ်လုပ်တော့လဲဆိုတဲ့ workflow လေးကိုကျွန်တော်ကဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီဘက်ကတော့ web server တစ်လုံးရှိမှာပေါ့ web server ကကျွန်တော်တို့Google ပေါ့ Google မှာဆိုရင် Google ရဲ့ web server နော်ပါ GSW လို့ခေါ်တယ် Google web service ပေါ့ Okay အဲ့တော့ Google website ကိုဝင်တဲ့အခါမှာနောက်ပြန်မှာဘယ်လိုအလုပ်လုပ်တော့လဲ client နဲ့ server နဲ့ခြားရမှာအပြန်အလှန်ဘယ်လိုမျိုး data ကြီးချိတ်ဆက်ပေးလဲဆိုတော့ကျွန်တော်အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဗျာကျွန်တော်တို့ကကိုယ့်ရဲ့ computer browser နေပြီးတော့ www.google.com ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ဟုတ်ပြီအဲ့လိုရိုက်ရှာလိုက်တဲ့အခါမှာဒီကျွန်တော်ရဲ့ device ကနေပြီးတော့ဆွမ်းနာက Google server ကြီးကို direct တော်ပြီးချက်ချင်းတန်းပြီးချိတ်ဆက်လို့ရမှာမဟုတ်ဘူးအရင်ဆုံးဘာလုပ်ရသည်လဲဆိုတော့ကျွန်တော်ရှေ့ရရှင်းပြခဲ့တဲ့ DNS ပေါ့အရင်ဆုံးတော့က domain နဲ့ပတ်သက်တဲ့ DNS server ကိုလှမ်းပြီးတော့ request တစ်ခုပို့ရတယ်လှမ်းပြီးချိတ်ဆက်ရတယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ကGoogle ရဲ့ DNS server လို့သဘောထားလိုက်အဲ့ဒီကသူကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ရဲ့ web browser လေးက google.com ဝင်ခြင်းတဲ့အခါမှာအရင်ဆုံးသူက DNS server ရှိကိုလှမ်းပြီးတော့မေးရတယ်ဘယ်လိုမေးလဲဆိုတော့တို့ဒီနေရာလေးပေါ့နော် www.google.com Okay အဲ့ google.com ဆိုတဲ့ website လေးကိုဝင်ခြင်းတယ်ပေါ့ဝင်ခြင်းတဲ့အခါမှာတို့ကအရင်ဆုံးသူ့ရဲ့ DNS server ရှိကိုလှမ်းပြီးတော့မေးလိုက်တယ် browser ကတော့ဒီ website ကိုဝင်ခြင်းတယ်ဒီ website ကိုဝင်ဖို့အတွက်ဘယ် IP address ကိုလှမ်းပြီးတော့ချိတ်ဆက်ရမလဲဆိုပြီးတော့ဒီ DNS server ကိုလှမ်းပြီးတော့မေးလိုက်တယ်အမှန်ကတော့ DNS server မှာသူကဒီ domain တစ်ခုချင်းစီအတွက်ဒီ domain နဲ့ IP address တစ်ခုစီနဲ့ point လုပ်ပြီးတာဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့www.google.com ဆိုရင်သူက google.com နဲ့ပတ်သက်တဲ့ IP address တစ်ခုကိုသူက point လုပ်ထားပြီးတာဥပမာပြောမယ်ဆိုရင်တို့ဒီမှာ terminal နေပြီးတော့ pin www.google.com ဆိုပြီးတော့ရိုက်တဲ့အခါမှာဒီမှာသူ့ရဲ့ IP address တစ်ခုကြာလာမယ်ပေါ့ဟုတ်ပြီအဲ့တော့ဆွမ်းနာကဒီ DNS server မှာလည်းအဲ့လိုပဲသူကအဲ့ဒီ google.com ကိုသူ IP address တစ်ခုနဲ့တန်းပြီးတော့ point ထားပြီးတာဆိုလိုတဲ့ browser ကနေပြီးတော့ www.google.com ကိုဝင်ကျင်ပါလေလို့ပြောလိုက်တဲ့အခါမှာသူနဲ့သက်ဆိုင်တဲ့ဒီ name server တနည်းအားဖြင့် DNS server ရှိကိုလှမ်းပြီးတော့ request ပို့တယ် request ပို့လိုက်တဲ့အခါမှာဟုတ်ပြီ DNS server ကနေအဲ့ browser က google.com ဝင်ကျင်တယ်ဆိုလို့ရှိရင် internet ကလိပ်စာဖြစ်တဲ့ဒီ IP address လေးကိုတွားပြီးတော့ချိတ်ဆက်ပေးပါဆိုပြီးတော့ပြောတယ်ပေါ့အဲဒီ IP address လေးကိုတွားချိတ်ဆက်ပါဆိုပြီးပြောလိုက်တယ် Google web server ရဲ့ IP address ပေါ့အဲ့ဒီအချိန်ကြာမှဒီကျွန်တော်တို့ရဲ့ browser ကနေပြီးတော့ Google web server စီကိုလှမ်းပြီးတော့ချိတ်ဆက်လိုက်တာအဲ့ဒါကတော့ Google web server ပေါ့သူရဲ့ IP address ကဆန္ဒက Google ရဲ့ IP address လေးရှိမယ်အဲ့ချက်ချင်းကျွန်တော်တို့ browser ကနေ Google server ကိုလှမ်းချိတ်တာမဟုတ်ဘူးเนาะနံပါတ်1အရင်ဆုံး google.com ဆိုပြီးတော့ပဲရိုက်တခြား domain name ပဲရိုက်အဲ့ domain name တိုင်းမှာသူနဲ့သက်ဆိုင်ရာ name server ဆိုတာရှိတယ် DNS server ပေါ့အဲ့ဒီ DNS server ကိုအဲ့ browser ရဲ့လှမ်းပြီးတော့မေးရတယ်ဒီ domain ကဘယ် IP address နဲ့လှမ်းပြီး point လုပ်ထားရလဲဆိုပြီးမေးရတယ်အဲ့ဒီချိန်မှာသူကဟုတ်ပြီ www.google.com ကဒီ IP address လေးနဲ့ point လုပ်ထားရဲဆိုရင် DNS ကနေပြီးပြန်ပြီးတော့ပြောတယ် browser ကို
ဒီ domain ကတော့ဒီ IP address နဲ့ point လုပ်ထားပါလေဆိုပြီးပြောလိုက်တယ်အဲ့ဒီအချိန်ကျမှဒီကျွန်တော်ရဲ့ browser ကနေပြီးတော့ Google web server ကို IP address ပေးလိုက်တဲ့ဒီ server ကိုလှမ်းပြီးတော့ချိန်လိုက်တာချိတ်ဆက်တဲ့အခါမှာကျွန်တော်တို့က protocol 2မျိုးရှိမှာပေါ့ HTTP နဲ့ HTTPS နဲ့ဒါပေမဲ့ Google လို website မျိုးကတော့ HTTP ကိုမသုံးပါဘူး HTTPS ကိုပဲသုံးပါတယ်အဲ့တော့ဆိုတော့ကတွားလမ်းပြီးချိတ်ဆက်မယ်ပေါ့ချိတ်ဆက်တဲ့အခါမှာဆိုတော့က IP address လေးတစ်ခုရှိမယ်ဟုတ်ပြီပေါ်ဟာနဲ့တွားနေတယ်နောက်ကပြပေးမယ်ဆိုတော့ IP address လေးတစ်ခုရှိမယ်အဲ့ဒီ IP address လေးနဲ့ HTTPS တုံးတာဆိုရင်သူ့ရဲ့ port number က44 ကိုတွားပြီးတော့သူကချိန်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုချိတ်ဆက်တဲ့အခါမှာသူက domain name ကိုကြာတော့ www.google.com ဆိုပြီးတော့လမ်းပြီးတော့ပို့လိုက်မှာဆိုလိုအပ်တဲ့ပြသူတကယ်ဝင်လိုက်တဲ့ service ကဒီ IP address နဲ့ဒီ port number လေးဝင်လိုက်တယ်ဒါပေမဲ့အဲ့ဒီ service ကိုဝင်လိုက်တဲ့အခါမှာသူကဘယ် domain အနေနဲ့ဝင်မှာလဲဆိုတာကိုကြာတော့ကျွန်တော်တို့ browser URL bar ကနေပြီးတော့ရိုက်ထည့်ပေးလိုက်တယ်www.google.com ဆိုတဲ့ domain နဲ့ဝင်မှာပါဆိုပြီးတော့ Google web server ရဲ့ IP address ကို port number 443ကနေလမ်းပြီးတော့ request တစ်ခုပို့လိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့သူ့ကိုကျွန်တော်တို့က HTTP request လို့ခေါ်တယ် HTTP request လို့ခေါ်တယ်အဲ့လို browser ကနေ web server စီကို request တစ်ခုပို့လိုက်တဲ့အချိန်မှာအဲ့ဒီ web server ကကျွန်တော် browser ကပို့လိုက်တဲ့ request နဲ့ပတ်သက်ပြီးတော့တွက်ချက်မှုတွေကိုသူ့ရဲ့ server အတွင်းမှာပဲလုပ်ဆောင်တယ်ပြီးတော့မှဒီ browser ကိုပြန်ပြီးရမယ့်ချက်လက်ကို HTTP response အနေနဲ့ပြန်ပြီးတော့ပြီးတယ်အဲ့ဒါကကျတော့ HTTP response ပါ HTTP request တခု browser ကနေပို့မယ်သူ့ရဲ့ request ကိုပြန်ပြီးတော့ response ပြန်ပေးရအောင်ကျတော့ HTTP response လို့ခေါ်တယ်အဲ့တော့သူတို့အားလုံးကိုပြန်လည် data ပို့တဲ့တုံးတဲ့ protocol က HTTPS ကိုတုံးတယ်ပေါ့ဒီမှာလည်း port number 443ဆိုတော့ HTTPS ကိုတုံးတာပေါ့အဲ့တော့ကျွန်တော်တို့ကဒါ browser မှာ domain တစ်ခုကိုရိုက်ထည့်လိုက်တာအမှန်တကယ်နောက်ွယ်မှာလှုပ်ဆောင်တော့တာကဒီ flow လေးတိုင်းပဲ domain နဲ့ပတ်သက်တဲ့ name server စီကနေ IP address လမ်းတောင်းတယ်အဲ့ဒီ IP လိပ်စာအတိုင်းသူကဒီ web server ကိုလမ်းပြီးတော့ connect လုပ်တယ်ပေါ့ default အနေနဲ့ဆိုရင်တော့ HTTPS ဆိုရင်443နဲ့တော့တယ် HTTP ဆိုရင် port number 80နဲ့လှမ်းချိတ်တယ်ပေါ့ချိတ်လိုက်တဲ့အခါကျမှ web server ကနေပြီးတော့ browser ကပို့လိုက်တဲ့ request ကိုလက်ခံရရှိပြီးတော့မှဆိုတော့က HTTP response အနေနဲ့ပြန်ပြီးတော့ပေးတာပေါ့အဲ့ဒီမှာတော့ဆက်ထပ်ပြီးတော့တို့ဒီသိရမယ့်အချက်တွေပါလာတယ်အဲ့ဒါဘာလဲဆိုတော့ HTTP request နဲ့ HTTP response အဲ့ဒီ request နဲ့ response မှာအပြန်အလှန်ပို့တဲ့ data တွေရှိတယ်အပြန်အလှန်ပို့တဲ့အချက်လက်လေးတွေရှိတယ်ပေါ့အဲ့ဒီအချက်လက်လေးတွေကိုကျွန်တော်ကတည်ထားဖို့လိုပါတယ်နံပါတ်1ကဘာလဲဆို HTTP request တစ်ခုက web server စီလမ်းပို့မှာဆိုရင်တော့အဓိကအရေးကြီးဆုံးကတော့သူကဆွမ်းနိုင်တော့ပြောခဲ့တဲ့ base domain အနေနဲ့ပို့မှာလေပေါ့အဲ့ဒါကိုကျွန်တော်က post name လို့ခေါ်တယ် post name တနည်းအားဖြင့်တော့ domain name ပေါ့နော် domain name ဆိုပြီးတော့ခေါ်တယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ HTTP request တစ်ခု server ကိုလှမ်းပို့လိုက်တဲ့အခါမှာ HTTP ဘယ် method ကိုသုံးတာလဲဆိုတော့တော့သတ်မှတ်ပေးရတယ်အဲ့ဒါကိုတော့ HTTP request method လို့ခေါ်တယ် HTTP request method တွေအများကြီးပဲ get တို့ post တို့ post တို့ဘာလို့အဲ့လိုမျိုး request မျိုးရှိတယ်ထားပါတော့တော့ get ရှိမယ်ပြီးရင် post ရှိမယ်ပြီးရင် post တို့ရှိမယ်ပေါ့အဲ့လိုမျိုး request တွေနံပါတ်1သူ့ရဲ့ request ထဲမှာ host name ပါမယ်နံပါတ်2ကကျတော့ဘယ် request method နဲ့ပို့လဲဆိုတော့တို့ကသိရမယ်နံပါတ်3အနေနဲ့ကကျွန်တော်က URL ပေါ့ဘယ် URL လေးကိုလမ်းပြီးတော့ခေါ်ရလဲဆိုတာကိုဒီ HTTP request ထဲမှာသတ်မှတ်ပေးရတယ်ပြီးရင်ကျွန်တော် browser ကနေပြီးတော့ထပ်ပြီးတော့ပြပြပြီးပို့ပြီးတော့နားလည်သွားလိမ့်မယ်ဟုတ်ပြီအဲ့တော့ HTTP request တစ်ခုမှာဆိုရင်သူ့ရဲ့ host name domain name ပါမယ်ပြီးရင် request method ပါမယ်ပြီးရင်ဘယ် URL ကိုပို့မှာလဲဆိုတာပါမယ် HTTP response မှာကျတော့သူက HTTP status code ပါမယ်ဒါက server ကနေမှာ browser ကိုပြန်ပြီးတော့ပေးမယ်အချက်လက်တွေပေါ့ HTTP status code ပါမယ်ပြီးလို့ရှိရင်တော့က response contact ပါမယ်ပြီးလို့ရှိရင်တော့က response header ပါမယ် request မှာလည်းအဲ့လိုပဲเนาะ request header တွေပါတယ် request header ပါမယ်ပြီးရင် response မှာဆို response header ပါမယ်ဟုတ်ပြီအဲ့တော့ HTTP status code ကဘာအတွက်သုံးတာလဲဆိုရင်
ဒီကျွန်တော်ရဲ့ browser ကနေမှတစ်စိမ် web server စီကိုဒီ request တစ်ခုပို့လိုက်တဲ့အခါမှာအဲ့ဒီ request ကအောင်မြင်လားမအောင်မြင်ဘူးလားဒါမှမဟုတ်အဲ့ဒီ request နဲ့ပတ်သက်တဲ့အခြေအနေကိုသိဖို့အတွက် HTTP status code တွေကိုတုံးတာသူ့ရဲ့ code ကသူက3 digit ပေါ့စကားလုံး3လုံးရှိတယ်ဥပမာ200 okay ပေါ့ဒါဆိုရင်ကျွန်တော်တို့ပို့လိုက်တဲ့ request ကအောင်မြင်တယ်လို့ web server ပြန်ပြီးတော့ပြောတာ response content မှာကြတော့အဓိကကျွန်တော်တို့ဒီ website ကိုဒီကျွန်တော်ရဲ့ browser မှာ run ဖို့အတွက်လိုအပ်တဲ့ဒီ HTML CSS JavaScript code တွေကအဲ့ဒီ response content တွေမှာပါလာမှာဖြစ်ပါတယ် response header မှာကျတော့ browser ကိုပြောချင်တဲ့ message တွေပါမယ် request header မှာလည်းအဲ့လိုပဲ browser ကနေပြီးတော့ web server ကိုပြောချင်တဲ့ message တွေပါမယ်ပြီးရင် browser ကိုသိမ်းစေချင်တဲ့အချက်လက်တွေကိုလည်းဒီ response header ထဲမှာ web server ကနေပြီးတော့ပြန်ထည့်ပေးလို့ရှိတယ်ပေါ့ okay ဟုတ်ပြီအဲ့တော့ဒါကတော့ကျွန်တော်ရိုးရှင်းနေပါမယ် website တစ်ခု request လုပ်တဲ့ website တစ်ခုကိုကျွန်တော် browser နေဝင်လိုက်တဲ့အခါမှာဒီအစဉ်လေးအတိုင်းအလုပ်လုပ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ပုံလေးနဲ့ပြပေးတာအခုကျွန်တော်လက်တွေ့ website တစ်ခုကိုကျွန်တော်ဝင်ပြပေးမယ်တော့ Chrome browser ကနေပြီးကျွန်တော်ဝင်လိုက်မယ် www.google.com ဆိုပြီးကျွန်တော်ဝင်လိုက်မယ် google.com ကိုကျွန်တော်ဝင်လိုက်တဲ့အခါမှာသူက google.com ရဲ့ home page ပေါ့နော် home page ကိုပြန်ပြီးတော့ပြပေးတယ်တကယ်တမ်းကကျွန်တော်တို့ပို့လိုက်တဲ့ request ကနောက်ကွယ်မှာဘယ်လိုအလုပ်တော်လဲဆိုတော့ကျွန်တော် browser ကနေပြီးတော့ပြပေးမယ်browser ကတော့ကျွန်တော်တို့ TV နားလူဆိုရင်လည်းတည်လိမ့်မယ်မတည်တဲ့လူတွေတော့ကျွန်တော် browser ကတော့အဓိကကျွန်တော်တို့ web pages လုပ်တဲ့အခါမှာတုံးတဲ့ tool တစ်ခုပေါ့အဲ့ဒီမှာဆိုရင်တော့ဒီ browser နဲ့ web server နဲ့ကြားထဲကနေပြီးတော့သူကဒီ browser အနေနဲ့လှုပ်ဆောင်ပေးပြီးတော့သူရဲ့ request တွေ response တွေကိုကျွန်တော်တို့ကကြည့်တာမျိုးတွေကြားဖြတ်ပြီးပြင်တာမျိုးတွေလုပ်လို့ရတယ်ဒီနေရာမှာတချို့ခေါင်းရှုပ်သွားနိုင်တာက Google website က HTTPS တုံးထားပါလိမ့်နဲ့ browser ကဘာကြောင့် browser နဲ့ server ကြားထဲမှာနေပြီးတော့ဒီ request တွေကိုကြည့်လို့ရနေရလဲပြင်လို့ရနေရလဲဆိုပြီးတော့ခေါင်းရှုပ်သွားနိုင်တယ်နောက်ပိုင်းကျွန်တော် browser အကြောင်းတင်တဲ့အခါမှာအဲ့ဒီအကြောင်းကိုအသေးစိတ်ပြန်ပြီးတော့ပြပြပေးမယ်ဒီနေရာမှာတော့ကျွန်တော်တို့ website ရဲ့အလုပ်လုပ်ပုံကိုအဓိကပြောချင်တာဖြစ်တဲ့အတွက် browser ကကျွန်တော်တို့ web pages လုပ်တဲ့အခါမှာတုံးတဲ့ tool တစ်ခုအနေနဲ့ပဲတည်ထားရရတယ်အဲ့တော့ကျွန်တော်တို့ပို့လိုက်တဲ့ request လေးကထိတ်ဆုံးကဒီ request လေးပေါ့ https://www.google.com ဆိုပြီးတော့ request လေးတစ်ခုပို့လိုက်တယ်ပို့လိုက်တဲ့အခါမှာဒီမှာဆိုရင် request နဲ့ response ဆိုပြီးတော့ရှိတယ်ဒီဘက်ကဒါကျွန်တော်ကိုရွေးပြထားတာ request header လေးဒီဘက်ကကျွန်တော်ကိုရွေးပြထားတာ response header လေး request နဲ့ response ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့ဟုတ်ပြီနော်ကျွန်တော်ကိုရွေးပြပေးထားဒီဘက်က request ဘက်က request header response ဘက်ကဆိုရင် response header ဟုတ်ပြီကျွန်တော်ပြောခဲ့တဲ့အချက်တွေပါမှာပါကျွန်တော်ပြန်စစ်ကြည့်မယ် request တစ်ခုပို့တဲ့အခါမှာကျွန်တော်ပြောခဲ့တဲ့ HTTP request method တစ်ခုပါရမယ်ထိတ်ဆုံးမှာပဲသူကပါတယ်ဒီမှာဆိုရင် get method ကိုသူတုံးထားတယ်get method ကိုတော့ web server ရှိကနေ data တစ်ခုလိုချင်တဲ့အခါမှာတုံးတဲ့ method လို့ပဲ loss တည်ထားနောက်ပိုင်းကျရင်တော့ဒီ method တစ်ခုချင်းစီကိုအသေးစိတ်ထပ်ပြီးတော့ပြပြပေးမယ်နောက်တစ်ခုကကြောက်တော့ဝင်မဲ့ URL လေးပါမယ် URL ကတော့ select ပေါ့ home page ကိုတော့တွားမယ်ပြီးတော့ HTTP version က HTTP version 1.1 ကိုတုံးထားတယ်ဒါကြာရဖြတ်ဖန်ထားတယ်မလို့1.1ဆိုပြီးပြဟုတ်ပြီနောက်တစ်ခုကကြောက် domain name တနည်းအားဖြင့် host name ပေါ့ host name မှာတော့ www.google.com ဆိုပြီးတော့ပါတယ်ဒါ Google website ကိုဝင်တာမလို့ကျွန်တော် browser မှာရိုက်လိုက်တဲ့ domain တိုင်းသူကပြန်ပြီးတော့ပြပေးတာပြီးရင်ဒီ request header တွေထဲမှာတခြားအချက်လက်တွေပါသေးတယ်အဲ့ဒီအချက်လက်တွေကိုကျွန်တော် request နဲ့ response header တွေအကြောင်းရှင်းပြတဲ့အခါမှာအသေးစိတ်ပြန်ပြီးတော့ပြပြပေးမယ်အဲ့လိုပဲ response ကိုတော့ကြည့်အောင် response မှာဆိုရင်သူကတော့ပြောခဲ့တဲ့ HTTP status code ပါတယ်ဒီမှာဆိုရင်200 okay ဆိုပြီးတော့ပြောတယ်ဒါကကျွန်တော်ပို့လိုက်တဲ့ request ကအဆင်ပြေပါလို့ပြောတာပေါ့ပြီးရင်အောက်မှာသူက response နဲ့ပတ်သက်တဲ့ header တွေပါတယ် header တစ်ခုချင်းစီကိုကျွန်တော်အသေးစိတ်ပြောပြမနေတော့ဒီ request နဲ့ response header အကြောင်းကိုရှင်းပြတဲ့ဗီဒီယိုမှာကျွန်တော်တက်ပြပြပေးမယ်အဓိကတော့အဲ့လိုမျိုး request တစ်ခုမှာဆိုရင်request header ရှိမယ် response မှာဆိုရင် response header ရှိတယ်နောက်တစ်ခုကကျတော့ response content ဆိုတာရှိတယ် response content ဆိုတာကျွန်တော်ဆောင်းတာပြောခဲ့တယ် HTML CSS JavaScript code တွေပေါ့အမှန်က web server ကကျွန်တော်တို့ချက်ချင်းတန်းပြီးတော့ဒီလို web UI website ရဲ့ UI ကိုတိုက်ရိုက်ကြီးပို့လိုက်တာမဟုတ်ဘူးဘယ်လိုပို့ပေးလဲဆိုရင်ဒီမှာ view page source ကိုကြည့်လိုက်မယ်ဆိုရင်ဒီလိုမျိုး HTML CSS JavaScript code တွေနဲ့ပို့ပေးတာဒါပေမဲ့လို့ကျွန်တော်တို့ပုံမှန်လူတစ်ယောက်ကဒီ code တွေကိုကြည့်ပြီးတော့နားမလည်နိုင်ဘူးအဲဒါကြောင့်မလို့ဒီ code တွေကိုပုံမှန်လူနားလည်နိုင်အောင်လို့ကျွန်တော်တို့သုံးတဲ့ browser ထဲမှာရှိတဲ့ engine ကနေပြီးတော့ဒီလိုမျိုး UI အနေနဲ့ပြန်ပြီးတော့ပြောင်းပြီးတော့ပြပေးရဖြစ်ပါတယ်ဒီမှာဆိုရင်ဒီမှာဒီ menu လေးနှိပ်လိုက်မယ်ဆိုရင်သူကဒီမှာတုံးလို့ရတဲ့ဒီ feature လေးပေါ်လာနော် Gmail တို့ Google Drive တို့ပေါ့ဒါဆိုရင်ဒါဒီခလုတ်လေးကိုကျွန်တော်နှိပ်လိုက်တဲ့အခါမှာ
နောက်ကွယ်မှာ JavaScript ကဒီအလုပ်လုပ်ပြီးတော့ဒီလိုမျိုး item လေးတွေကိုပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအဓိကသိစေချင်တာကတော့ website ရဲ့ request flow တွေရဲ့နောက်တစ်ခုကကြတော့ website တစ်ခုကိုကျွန်တော်တို့က web server စီကို request လုပ်လိုက်တဲ့အခါမှာနောက်ကွယ်မှာဘယ်လိုမျိုးအလုပ်လုပ်တော့တလဲဆိုတဲ့အကြောင်းအရာလေးကိုနားလည်ခဲ့ရင်အဆင်ပြေပါတယ်နောက်တဲ့ဗီဒီယိုကြရင်တော့ကျွန်တော်တို့ဒီ request header တွေ response header တွေအကြောင်းကိုကျွန်တော်ထပ်ပြီးတော့အသေးစိတ်ပြောပြပေးပါမယ် Okay အဲ့တော့ဒီဗီဒီယိုလေးမှာကျွန်တော်တို့ဒီလောက်ပါပဲဗျ